Hello အားလုံးပဲမင်္ဂလာပါဆိုတော့ဒီနေ့ကကျွန်တော် Flutter သင်ခန်းစာကိုဆက်ပြီးတော့လေ့လာကြပါမယ်ဆိုတော့ဒီနေ့သင်ခန်းစာကကျတော့ဒီ Flutter ဒီ button တွေရဲ့အကြောင်းကိုပြီးတော့လို့ရှိရင် button တွေရဲ့အလုပ်လုပ်တွေပုံတွေကိုကျွန်တော်ကပြပြသွားမှာဖြစ်ပါတယ်ဆိုတော့ရှေ့ဗီဒီယိုသင်ခန်းစာမှာတော့ကျွန်တော် image တွေ asset တွေအကြောင်းကိုပြပြခဲ့ပြီးသွားပြီတခြား delete လုပ်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့ဒီနေ့ကကျတော့ကျွန်တော်ဒီ Flutter ရဲ့ button type တွေအကြောင်းတွေရဲ့ production impact ကဘယ်လိုမျိုးလုပ်လဲဆိုတာကိုဒီဗီဒီယိုသင်ခန်းစာမှာဆက်ပြီးတော့သွားပါမယ်ဆိုတော့ Flutter မှာဆိုလို့ရှိရင်ကျွန်တော် import button type တွေကအများကြီးပဲရှိရပါတော့ဆိုတော့ဒီ button type ထဲမှာကျွန်တော်ကအသုံးများတဲ့ဒီ button type တွေကိုကျွန်တော်ကပြောသွားမယ်အထူးသဖြင့်အများဆုံးဖြင့်အသုံးများတာကကျတော့ကျွန်တော်တို့ဒီ touch button တွေပြီးတော့လို့ရှိရင် embellish button တွေပြီးတော့ရှင် online button တွေပြီးတော့ရှင် icon button တွေကိုပို့ပြီးတော့သုံးတာများတယ်ဒါပေမဲ့သူ့နေရာနဲ့သူ့ application ပေါ်မှာမူတည်ပြီးတော့ကျွန်တော် button type တွေကိုခွဲပြီးတော့သုံးရတယ်ပေါ့နော်အဲ့ဒီထဲမှာကျွန်တော်ကဒီ import type တွေကိုကျွန်တော်ကအရင်ပြောသွားမယ်ပေါ့နော်ဆိုတော့ဒီမှာကျွန်တော်ကမလုပ်ထားပြီးသားရှိတယ်ဆိုလို့ရှိရင် event ထားပြီးသားရှိတယ်အဲ့ event ထားတဲ့ထဲမှာကျွန်တော်ကဒီမှာလာပြမယ်ပေါ့နော်ပထမဆုံးအနေနဲ့ကျွန်တော်ကဒီမှာဆိုလို့ရှိရင် embellish button ကိုကျွန်တော်ပြထားတယ်ပေါ့နော် embellish button ကကြတော့ဒီပုံမှန်ကျွန်တော်ဘယ်နေရာတွေမှာသုံးကြတာများလဲဆိုလို့ရှိရင်ဒီ button ကို click လုပ်လိုက်တဲ့အခါမှာကျွန်တော်အလုပ်လုပ်မဲ့ပုံစံမျိုးတွေမှာကျွန်တော်သုံးတာများတယ်ဒီ button type တွေအကုန်လုံးကတော့ဒီ on click ပေါ့နော်ဒီပုံမှန်မူတည်ပြီးတော့ on page ပုံမှန်မူတည်ပြီးတော့အလုပ်လုပ်နေကြတာပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်က favorite button တွေပြီးတော့ online button တွေ Production touch button တွေ Production float action button တွေပြီးတော့ရှင် icon button တွေ Production drop down button တွေ push menu button တွေပြီးတော့ရှင်ဒီ summary dash button တွေစသဖြင့်ဒါမျိုး button type တွေအများကြီးပဲရှိတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်က10မျိုးပဲပြထားတယ်ဒါပေမဲ့တခြားပုံစံတွေလည်းကျွန်တော်ရှိနေသေးတယ်ပေါ့နော်ဒါကကျတော့ project ပေါ်မှာမူတည်တယ်ပေါ့နော်ဆိုတော့ဒီမှာတော့ခုလောကျွန်တော်ကသုံးတာများတဲ့ကောင်တွေကိုပဲဥပမာပြထားတာဒီမှာဆိုလို့ရှိရင်ကျွန်တော်ကဒီ plus button ဆိုလို့ရှိရင်ကျွန်တော်များသောအားဖြင့်ကဘယ်တွေမှာတွေ့ရလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ application ရဲ့ဘယ်နာမှာတွေ့ရတာများလဲဆိုလို့ရှိရင်ဒီဘက်တောင်လေးမှာအောက်ခြေချောင်းလေးမှာကျွန်တော်များသောအားဖြင့်တွေ့ရတယ်ဒါကကျတော့ကျွန်တော်ရွှေ့ကျင်တဲ့နေရာကိုရွှေ့ထားလို့ရတယ်ဥပမာအပေါ်မှာပဲထားဒီတောင်မှာပဲထားဒီဘက်တောင်မှာပဲထားကြိုက်တဲ့နေရာကိုကျွန်တော်ရွှေ့ထားလို့ရတယ်အဲ့လိုမျိုးပဲကျွန်တော် drop down button တွေမှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာ slash ဝင်လိုက်တဲ့တန်ဖိုးတွေကိုdatabase ကိုပို့ပေးရမျိုးဒါမှမဟုတ်ဆိုလို့ရှိရင်လည်း pop up menu တွေဆိုလို့ရှိရင်လည်းဒီ setting တွေမှာသုံးတာမျိုးပြီးတော့ရှင်ဒါမှမဟုတ် week day မှာစသဖြင့်ဒါမှမဟုတ်သုံးတဲ့နေရာတွေမှာကျွန်တော် button type မျိုးသုံးကိုကျွန်တော်ကသုံးနေရတယ်ဆိုတော့ button type ကိုကျွန်တော်ကရေးတော့မယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီမှာလို့ရှိရင်ကျွန်တော်ဒီမှာကုတ်ကရေးထားပြီးသားမဟုတ်ပေါ့နော်ဆိုတော့ရေးထားပြီးသားဟာကိုပဲကျွန်တော်ဥမာနဲ့ဒီမှာရှင်းပြတော့မယ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ဘာလုပ်ထားလဲဆိုလို့ချင်းကျွန်တော်ကဒီ evaluate button ကိုပဲကျွန်တော်ရင်ပြမယ်ပေါ့နော်ဒီမှာတော့ကျွန်တော် list view နဲ့ပြထားတာဖြစ်တဲ့ကြောင့်မို့လို့ဒီ button တွေအကုန်လုံးကိုကျွန်တော်မြင်ရတယ်ပေါ့နော်ဆိုတော့ဒီမှာလို့ရှိရင် evaluate button ဆိုတဲ့ကောင်ကိုသုံးမှာဖြစ်တဲ့ကြောင့်မို့လို့ဒီ evaluate button ဆိုတဲ့ကောင်ကိုကျွန်တော်သုံးတယ်ပြီးတော့လို့ရှိရင်ကျွန်တော်ကဒီဘာလို့မှလဲဆိုလို့ရှိရင်အဲ့ကောင်ကိုလှုပ်လို့ဖို့ရအတွက်ကဘယ်မှာရေးရလဲဆိုလို့ရှိရင်ကျွန်တော်ကဒီ on page ဆိုတဲ့အထဲမှာကျွန်တော်ကရေးရတယ် on page ထဲမှာရေးမှသာလျှင်ကျွန်တော်ကဒီကောင်ကဘာလို့မှလဲဆိုလို့ရှိရင်အလုပ်လုပ်ပေးမှာတကယ်လို့ကျွန်တော်ဒီ on page ထဲမှာမရေးဘဲနဲ့ဒီကောင်ကိုကျွန်တော် function တောက်ပြီးတော့ခေါ်မယ်ဆိုလို့ရှိရင်လည်းဒီကောင်ကအလုပ်လုပ်လိမ့်မယ်ဆိုတော့ကျွန်တော်ဒီကောင်ကိုဘာလို့လိုက်မှာလဲဆိုရင် function တောက်ပြီးတော့ကျွန်တော်ခေါ်လိုက်မယ်ဆိုတော့ခုလောဆယ်ကျွန်တော်ဒီ on page ထဲမှာကဘာကုတ်မှမရေးရသေးဘာကြောင့်လဲဆိုတော့ဒီကောင်ဒီတိုင်းမှလိုက်မယ်ဆိုလို့ရှိရင်ဒီကောင်ဒီအလုပ်လုပ်မှာမဟုတ်ဘူးအဲ့တော့ကျွန်တော်ဒီတိုင်းပဲပြန်ပြန်ကြည့်လိုက်မယ်ဆိုတော့ဒီပုံမှန်တိုင်းပဲကျွန်တော်ကခုနကဒီရှေ့အားနဲ့ပဲကျွန်တော်မှန်းလိုက်တော့မှာပေါ့နော်ဆိုတော့ဒီဘက်မှာပြန်ကြည့်ကြည့်ရအောင်ဒီဘက်မှာပြန်ကြည့်မယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်က run ထားပြီးသွားပြီဒီမှာကျွန်တော်ပုံမှန်ခုနကကျွန်တော်ဒီ submit ကိုနေလိုက်တယ်ဆိုလို့ရှိရင်ဒီကောင်ကအောက်မှာ push menu လေးလာပြရပေါ့နော်ဆိုတော့ဒီမှာကျွန်တော်ကဘာလုပ်ထားပြီးလဲဆိုလို့ရှိရင်ဒီ contract channel မှာရှိတဲ့ function ကကျွန်တော်ဖြတ်ထားပြီးသွားပြီအဲ့တော့ကျွန်တော်လုံးမလုပ်တော့ဘူးအဲ့တော့ကျွန်တော်ကအလုပ်လုံးမလုပ်သိရအောင်မို့လို့ဘာလုပ်မှလဲဆိုလို့ရှိရင် print နဲ့ကျွန်တော်ထုတ်ကြည့်မယ် print နဲ့ကျွန်တော်ကဘာလုပ်မှလဲဆိုလို့ရှိရင်စာသားလေးတစ်ချောင်းလောက်ထုတ်ကြည့်လိုက်မယ်ဆိုတော့ button ကပေါ့နော်ဘာဆိုပြီးထုတ်ကြည့်လိုက်မယ်ပြီးတော့လို့ရှိရင်ဒီကောင်ကိုကျွန်တော်ဘာလုပ်ချင်မှလဲဆိုလို့ရှိရင်ခုနကလိုပြန်ပြန်ကြည့်မယ်တော့ဒီဘက်မှာကျွန်တော် button လေးနေကြည့်မယ်ရလို့ရှိလို့ကျွန်တော်ဒီမှာ submit ကိုနေလိုက်တဲ့အခါမှာsubmit ကိုနေကြည့်မယ်ပေါ့နော်အဖြစ်သွားရည်လဲဆိုတော့ဒီမှာကြည့်ကြည့်အောင်ဒီမှာ button မှာဆိုပြီးတော့ကျွန်တော်ခုနက control point print မှာထုတ်ထားတဲ့ကောင်ကဒီ terminal မှာလာပြီးတော့အလုပ်လုပ်နေပြီဆိုတော့ကျွန်တော်နားလည်ရမှာဒီ button လေးလုပ်ဖို့ရတဲ့ကဘယ်မှာရေးရလဲဆိုလို့ရှိရင် on page နောက်မှာရှိတဲ့ဒီ function ရဲ့အတွင်းထဲမှာကျွန်တော်ရေးရပါတယ်အဲ့တော့ဒီ function ထဲမှာမရေးဘဲနဲ့ကျွန်တော်တခြားနေရာနေပြီးတော့ဒီ function တောက်ပြီးတော့ကျွန်တော်ကရေးမယ်ဆိုလို့ရှိရင်လည်းရတယ်အဲ့တော့ကျွန်တော်ဘာလုပ်ကြည့်မှလဲဆိုလို့ရှိရင် function တစ်ခုတော့စောက်ကြည့်လိုက်မယ်အဲ့တော့ဒီထဲမှာပဲကျွန်တော်က function တစ်ခုစောက်လိုက်မယ်ကွာကျွန်တော်အပြင်မှာစောက်လိုက်ရတဲ့ကိစ္စတော့မရှိဘူးအဲ့တော့ကျွန်တော်ဒီမှာ v1 ဒီ post ပြီးတော့လို့ရှိရင် bdn ဝါဆိုပြီးကျွန်တော် function တစ်ခုစောက်မယ်ပြီးတော့ရှင်ဖွင့်ပိတ်နေပါတော့မှလဲဆိုလို့ရှိရင် function တစ်ခုစောက်မယ်အဲ့ဒီထဲမှာကျွန်တော်ခုနက copy ယူလာတဲ့ကောင်ပေါ့နော်ဒီကောင်ပဲကျွန်တော်ကဒါမှမဟုတ်လို့ရှိရင်ခုနဒီကောင်မရေးဘဲနဲ့ကျွန်တော်ကဘာလုပ်လိုက်မှလဲဆိုလို့ရှိရင်ခုနက print ဟာကိုပဲကျွန်တော်ရေးလိုက်မယ်ပြန်ရင်ဒီ print ပြီးတော့လို့ရှိရင်ကျွန်တော်ခုနကထုတ်လိုက်မယ်ကောင်ပေါ့နော် view pattern click
function was လို့ပြောကျွန်တော်ရေးထားလိုက်မယ်ပြီးတော့ရှင်ဒီကောင်ကိုပဲပြန်ခေါ်မှာလဲဆိုလို့ရှင်ကျွန်တော်တို့ရဲ့ on click ထဲကနေပြီးတော့ဒီကောင်ကိုပြန်ခေါ်မယ်အဲ့တော့ခုတော့ကျွန်တော်ဒီ on click ထဲမှာကျွန်တော်ဘာမှမရသေးဘူး on page ထဲမှာဘာမှမရသေးဘူး sorry on page ပေါ့နော် on page ထဲမှာကျွန်တော်ဘာမှမရသေးအဲ့တော့ကျွန်တော်ဒီကောင်ဘာလုပ်မှာလဲဆိုလို့ရှင်ခုနကျွန်တော်အပေါ်မှာပေးထားတဲ့ဒီ pdn was ဆိုတဲ့ function ကိုကျွန်တော်ကဘယ်ပြန်ခေါ်မှာလဲဆိုလို့ရှင်ဒီ on page ကနေပြန်ခေါ်မယ်အဲ့တော့ pdn was ဆိုပြီးကျွန်တော်ပြန်ခေါ်လိုက်မယ်ဒါကိုကျွန်တော်ပြန်မှန်းကြည့်မယ်ဆိုတော့ပြန်မှန်းလိုက်မယ်ဆိုတော့ပုံမှန်တိုင်းပဲ shift r နဲ့ကျွန်တော်ပြန်မှန်းလိုက်တယ်တကယ်တော့ r နဲ့လည်းရတယ်မနော်အဲ့တော့ဒီကောင် submit ကိုနေကြည့်လိုက်မယ် submit ကိုနေကြည့်လိုက်တဲ့အခါမှာဘာဖြစ်သွားမှာလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အလုပ်ဒီမှာအလုပ်လုပ်နေပြီ။ဘာလဲဆိုလို့ရှိရင်မကြည့်လိုက် button click function 1ဆိုပြီးကျွန်တော်ပုံမှာစောက်ထားတဲ့ဒီ function ကလုပ်နေပြီ။ဆိုတော့နားလည်ရမှာဒီကျွန်တော်တို့ on click ကကျွန်တော်တို့ကဘယ်နားမှာပဲရေး on click sorry on page ကကျွန်တော်တို့ဒီ on page ကြားထဲမှာရေးရတဲ့ကောင်တွေဒီနှိပ်တဲ့ခါမှာအလုပ်လုပ်ပေးမယ်ကောင်ပေါ့နော်။ဆိုတော့ဒီထဲမှာပဲကျွန်တော်ဒီလိုမျိုးရေးမယ်ဆိုလို့ရှိရင်လည်းရတယ်။တကယ်လို့ကျွန်တော်တို့ကမရေးချင်ဘူးဆိုလို့ရှိရင်လည်းဘာလုပ်လို့ရလဲဆိုလို့ရှိရင်ဒီထဲမှာပဲကျွန်တော် function အသက်ဆောက်ပြီးတော့မှအဲ့ function ကိုပြန်ခေါ်သုံးမယ်ဆိုလို့ demo ပြန်ခေါ်သုံးမယ်ဆိုလို့ရှိရင်လည်းရတယ်။ဆိုတော့နောက်ပိုင်းနေကြလို့ရှိရင်ကျွန်တော်ကဒီ UI code တွေနဲ့ဒီ banner နှိပ်တဲ့ခါမှာလုပ်ချင်တဲ့ code တွေကcode တွေကရောသွားတတ်တယ်။အဲ့တော့ဘာလို့ရလဲဆိုလို့ရှိရင်ကျွန်တော်ကဒီ function တွေကိုအပြင်မှာဆောက်ပြီးတော့မှအဲ့ function တွေကိုပြန်ခေါ်ပြီးတော့သုံးတာကအကောင်းဆုံးဖြစ်ပါလိမ့်မယ်။အဲ့တော့ဒီတိုင်းကျွန်တော် on page ထဲမှာသွားပြီးတော့ဒီ function code တွေရေးရဆိုလို့ရှိရင်ကျွန်တော် UI code တွေရောဒီ function code တွေရောသွားတာဖြစ်လို့လည်းကြောင်းမလို့ကျွန်တော်တို့ရဲ့ code flow က code structure ကရှုပ်ပွားသွားပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့ကနောက်ပိုင်းနေကြလို့ရှိရင်တော့ကျွန်တော်လုပ်ချင်တဲ့ code တွေ function တွေကိုကျွန်တော်အပြင်မှာစောက်ပြီးတော့မှအဲ့ function ကိုဒီ on page ထဲမှာရေးပြီးတော့သုံးတာကအကောင်းဆုံးဖြစ်ပါတယ်ဆိုတော့တခြားဒီ import တခြား button type တွေကိုတော့ကျွန်တော်ပြောမပြတော့ဘူးเนาะကိုယ့်ကိုပြန်ဆန်းကြည့်လို့ရတယ်ဒီမှာကျွန်တော် apply button ကိုပဲကျွန်တော်ဥပမာဆန်းပြလိုက်ကြတကယ်လို့ကိုအဲ့လိုမျိုးတခြားဟာတွေဆန်းမယ်ဆိုလို့ရှိရင်အဲ့လိုမျိုးပဲဘာပဲပြောင်းသွားရလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီနာမည်ပဲကျွန်တော်တို့ကပြောင်းသွားပါတယ်ကျန်တဲ့ကောင်တွေကအကုန်တူတူပဲဘယ်ထဲမှာပဲလုပ်တာလဲဆိုလို့ရှိရင်ဒီ on page ထဲမှာပဲကျွန်တော်တို့လုပ်ချင်တဲ့ code တွေကိုကျွန်တော်ကရေးရတယ်ကျွန်တော်တို့သုံးရင်တဲ့ function တွေကိုခေါ်ပြီးတော့သုံးရပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ခုနကဒီ button type တွေနဲ့ဒီ on page ထဲလုပ်တဲ့ပုံစံကိုနားလည်မယ်လို့ထင်ပါတယ်ဆိုတော့တခြားဒီသင်ခန်းစာတွေလည်းစမ်းကြည့်ပါကျွန်တော်ဒီမှာတော့ cross တဲ့ apply button တစ်ခုပဲကျွန်တော်ပြောသွားတယ်ဆိုပေမဲ့နောက်တစ်ခါလို့ရတဲ့ဒီ online တွေ icon button တွေအဲ့ဒီဖြင့်ဒီ dash button တွေလည်းအကုန်ပြန်စမ်းကြည့်လို့ရပါတယ်ဆိုတော့ဒီဗီဒီယိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်နေ့မှာလည်းကျွန်တော်ဒီ program နဲ့ပတ်သက်တဲ့ဒီသင်ခန်းစာတွေပြင်တခြားသော programming နဲ့ပတ်သက်တဲ့သင်ခန်းစာတွေကိုလည်းအမြဲတင်နေမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကျွန်တော်ရဲ့ page ကိုလည်း like and follow လုပ်ထားဖို့တောင်းဆိုချင်ပါတယ်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်